ကျွန်တော်တို့အခုဒီ Z06 Wi-Fi printer လေးကိုကျွန်တော်အိမ်သုံး Wi-Fi နဲ့ချိန်ပြီးတော့အသုံးပြုပုံလေးကိုတစ်ချက်ပြောပြပေးမယ်နော်ဒီကကျွန်တော်တို့ Z06 ကိုဒီမှာ paper လေးရင်စထည့်လိုက်ပါမယ်ဒီသွားရင်ကျွန်တော် power လေးတစ်ချက်ဖွင့်လိုက်ပါနော်ဖွင့်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ power key လေးကိုတစ်ချက်နှိပ်လိုက်မယ်power key လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်ပြီးသွားရင် subtest ဆိုတဲ့နေရာလေးရောက်တဲ့အချိန်ကျရင်ဒီအောက်ကကလုတ်လေးကိုကြာကြီးဖိထားလိုက်မယ်နော်ပြီးရင်တွတ်ပြလိုက်ကျွန်တော်တို့အဲ့ကြရင် subtest စာရွက်လေးတစ်ရွက်ထွက်လာတယ်ပေါ့နော် subtest စာရွက်လေးတစ်ရွက်ထွက်လာတယ်အဲ့ subtest စာရွက်လေးကိုကျွန်တော်တို့ကတစ်ချက်ကြည့်ရအောင်ပေါ့နော်ဒီအောက်ဆုံးကဒီနေရာမှာ API name ဆိုတဲ့နေရာကနေကျွန်တော်တို့ကစကြည့်ရတယ်နော် API name နေရာမှာကျွန်တော်တို့ကဒီမှာ Wi-Fi printer ဆိုတဲ့နေရာလေးပါတယ်ဒါလေးကကြောင့်ကျွန်တော်တို့ချိန်ရမယ့် Wi-Fi လေးပြီးသွားရင်နောက်တစ်ခါဒီမှာ API IP address ဆိုတဲ့နေရာလေးရှိတယ်ဒီနေရာလေးဒါလေးတွေမှတ်ထားရမယ်နော်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ password ဆိုတဲ့နေရာလေးရှိတယ်ဒီ password လည်းမှတ်ထားရမယ်နော် key ဆိုတဲ့ဥစ္စာလေးဒါက password ပဲနော်ကျွန်တော်တို့အဲ့သုံးခုကိုကြည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဖုန်းထဲဝင်လိုက်တယ်နော်ဖုန်းထဲမှာကျွန်တော်တို့ပထမဆုံး Wi-Fi ချိန်ပြီအဲ့မှာ Wi-Fi printer ဆိုတဲ့ဟာလေးပေါ်နေတယ်ပေါ့နော်ဒီထဲကနာမည်အတိုင်းပဲ Wi-Fi printer ဆိုတဲ့ဟာလေးပေါ်နေတယ်ကျွန်တော် Wi-Fi printer လေးကိုတစ်ချက်နှိပ်မယ်အဲ့ကြရင် password လာတောင်းတယ်အဲ့ကြရင် API key ဆိုတဲ့ဥစ္စာလေးကိုထည့်ပေးရမယ်312345608 connect ဒါဆိုရင်တော့ Wi-Fi printer နဲ့ချိတ်သွားပြီပေါ့နော်ချိတ်သွားတဲ့အချိန်ကျရင်ကျွန်တော်တို့ဒီကောင်လေးကို home key လေးနဲ့ထွက်လိုက်မယ်ထွက်ပြီးသွားရင်ကျွန်တော်တို့ Chrome browser တွေကိုတစ်ချက်ဝင်လိုက်ပြီနော် Chrome browser တွေရောက်သွားပြီဆိုရင်ကျွန်တော်တို့အပေါ်က search bar လေးမှာကျွန်တော်တို့ဘာလေးထည့်ပေးရမလဲဆိုတော့ခုနကကျွန်တော်တို့ကြည့်ခဲ့တယ်ဒီမှာ IP address ဆိုတဲ့နေရာလေးရှိတယ် API IP address ဆိုတဲ့နေရာလေး 10.10.100.25 လေးပေါ့နော်အဲ့ဒါလေးနဲ့ကျွန်တော်တို့တစ်ချက်ဝင်နေမယ်ဒီကျွန်တော်တို့သွားလိုက်ပြီနော်အဲ့ကြရင်သူက sign in ဆိုပြီးတော့ဒီဟာလေးပေါ်လာလိမ့်မယ်အဲ့ကြရင်ကျွန်တော်တို့ဒီပေါ်မှာ user name နေရာမှာ admin အသေးပဲเนาะ admin အောက်ကလည်း admin ပဲ admin sign in တစ်ချက်နေပြီအဲ့ကြရင်ဒီနေရာကိုရောက်သွားပါဘောเนาะကျွန်တော်တို့တရုပ်စာလေးဖြစ်နေတဲ့အတွက်ဒီကောင်လေးကိုနည်းနည်းလေးဆွဲကြည့်ပြီးတော့ဒီပေါ်မှာအင်္ဂလိပ်လေးပြောင်းမယ်အဲ့ကြရင်တော့ဒီလိုပုံစံလေးဖြစ်သွားပြီအဲ့ကြရင်ကျွန်တော်တို့ဝင်ရမယ့်နေရာကကြတော့ဒီမှာ SAD setting ဆိုတဲ့နေရာလေးရှိတယ် SAD setting ကိုတစ်ချက်သွားမယ်ပြီးသွားရင် SAD setting ရဲ့ဒီဘက် view ကိုကျွန်တော်ဆွဲကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ network name ဆိုတဲ့ SSID ဆိုတဲ့နေရာလေးရှိတယ်အဲ့နေရာမှာ scan ဆိုတဲ့နေရာလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးသွားရင်ကျွန်တော်တို့ကိုသုံးမဲ့ Wi-Fi နေကြလာလိမ့်မယ်နော်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီလိုဥစ္စာလေးပေါ်လာတယ်နော်ဒီလိုဥစ္စာလေးပေါ်လာရင်ကျွန်တော်တို့ချိန်မဲ့ Wi-Fi ပေါ့ကျွန်တော်တို့အသုံးပြုမယ်ကိုယ့်အိမ်က Wi-Fi ရဲ့နေလေးကိုရှာလိုက်မယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီမှာရုံးက Wi-Fi ဖြစ်တဲ့ New Star User ပေါ့နော် New Star User ကိုကျွန်တော်တို့ဆက်ရေးလိုက်မယ်ပြီးသွားရင် OK ပေါ့နော်Okay ပြီးသွားရင် तू ကဒီနေရာကိုပြန်ရောက်သွားလိမ့်မယ်နော်ဒီနေရာကိုရောက်သွားတဲ့အချိန်ကျရင်ကျွန်တော်တို့ကဒီမှာ password ဆိုပြီးထည့်ခိုင်းတယ်နော်ဒီ password ထည့်ခိုင်းတဲ့နေရာမှာကျွန်တော်တို့ password ထည့်ပြီးတော့ကိုအိမ်သုံး password ပေါ့နော်အဲ့ဒါကိုကျွန်တော်ထည့်ပြီးနော်ကျွန်တော်ကတော့ဒီကောင်လေးထည့်ပြီးသွားပြီ password ထည့်ပြီးသွားပြီပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီမှာထပ်ပြောင်းမဲ့နေရာလေးတာပါတယ်เนาะပြီးသွားရင်ကျွန်တော်တို့ဒီမှာ IP address automatically ဆိုတဲ့နေရာမှာ enable ဖြစ်နေတယ်ကျွန်တော်တို့ disable ဖြစ်နေဒီမှာ enable ထားလို့လည်းရတယ်เนาะကျွန်တော်ကတော့ enable ပဲထားပြီးထားတာ disable ထားလည်းရတယ် disable ထားလိုက်လေရ disable ထားရင်တော့ဒီမှာကိုယ့်ဘက်ကိုပြင်ရမှာပေါ့เนาะ192.168.100တော့ကျွန်တော်အဲ့လိုမပြင်ချင်တော့ဘူးကျွန်တော်ကဒီမှာ enable ထားလိုက်တယ် enable ထားပြီးသူကသူပြင်ပေးတာပဲလို့ဆိုပေါ့เนาะပြီးသွားရင်ကျွန်တော် save လိုက်save လိုက်ရင်သူကဒီစာလေးပေါ်လာလိမ့်မယ်ပြီးသွားရင်ကျွန်တော် restart ချလိုက်ပါနော်ဒါဆိုရင်တော့သူကအပေါ်က Wi-Fi ပျောက်ပြီးတော့ကျွန်တော်တို့ခုနကချိန်မဲ့ Wi-Fi လေးကိုကျွန်တော်တို့ပြန်သွားချိန်ရမှာပေါ့နော်အဲကြရင် printer မှာလည်းဒီလိုစာရွက်လေးထွက်လာတယ်ပေါ့နော်
မှာ printer မှာစာရွက်လေးထွက်လာတယ်ကျွန်တော်တို့ SSID နေရာမှာကျတော့ Neo Star User ဖြစ်သွားပြီပြီးတော့ IP address က 192.168.95 နဲ့လာတယ်ပေါ့နော်ကဲအဲ့လိုဒီလိုစာရွက်လေးတစ်ရွက်ထွက်လာတယ်ပေါ့နော်ထွက်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တို့အဲ့ခုနကကျွန်တော်တို့ချိန်ထားတဲ့ Neo Star User ကိုကျွန်တော်ပြန်ချိန်လိုက်ပြီကျွန်တော် Neo Star User နဲ့ချိန်လိုက်ပြီပေါ့နော် Neo Star User နဲ့ချိန်လိုက်ပြီပြီးသွားရင်ကျွန်တော်တို့သုံးမယ် software လေးတွေကိုကျွန်တော်တစ်ချက်ပြန်သွားမယ်ဆောက်ဝဲလေးတွေရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမြင်းချောင်းလေး၃ချောင်းကိုတစ်ချက်နှိပ်မယ် setting တွေကိုတစ်ချက်သွားမယ် printer ပြီးရင်ကျွန်တော်ဒီမှာ printer လေးတစ်ခုရှိတယ်ကျွန်တော်ဒီကောင်လေးကိုဖြတ်လိုက်မယ်ပြီးရင်ကျွန်တော်အောက်ဆုံးက plus sign လေးကိုတစ်ချက်နှိပ်ပြီး printer group လေးအသစ်ခေါ်မယ်ပေါ့နော်နေနေရာမှာကိုယ်အဆင်ပြေတာပေးလိုက်ပါကျွန်တော် printer ပဲပေးလိုက်တယ်နော် printer ပြီးသွားရင်ဒီနေရာမှာကျွန်တော်တို့အာသာမော်လေးရေးမယ်အာသာမော်လေးပြီးသွားရင် IP address နေရာမှာကျတော့ကျွန်တော်တို့ခုနကကျွန်တော်တို့ printer ထွက်လာတဲ့စာရွက်လေးကိုကြည့်လိုက်မယ် 192.168.99.85 ဆိုတဲ့ဟာလေးပါတယ်ပေါ့နော် IP address အဲ့လေးကိုကျွန်တော်ထည့်ပေးမယ် 192.168.99.85 ပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီပုံစံလေးပြီးသွားပြီဆိုရင်ကျွန်တော်တို့အောက်ကိုဆွဲမယ် privacy and ကိုတစ်ချက်အောင်မယ်ပြီးသွားရင်ကျွန်တော် printer လေးတစ်ချက်လုပ်နော်အဲကြရင် printer စာရွက်လေးထွက်လာတယ်နော်ဒါဆိုရင်ကျွန်တော်တို့သုံးလို့ရပြီပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ save လိုက်တော့ဒီကောင်ကိုသုံးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာချိန်ထားတဲ့ wifi လေး Neo Star User ဖြစ်နေရမယ် Neo Star User ကိုကျွန်တော်ချိန်ထားရမယ်ပြီးသွားရင်ဒီ printer လည်း power ဖွင့်ထားတယ်အဲဒါဆိုရင်တော့စသုံးလို့ရပြီနော်ကျွန်တော်တို့အခု cell လေးနဲ့ကိုတစ်ချက်သွားပြီးတော့ကျွန်တော်ရောင်းကြည့်လိုက်မယ်ပေါ့နော်ဒီကောင်ကတော့ network နဲ့သုံးတာဖြစ်တဲ့အတွက်ကျွန်တော်တို့ data ကတော့လုံးဝစေးเนาะ data စေးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်ရောင်းလိုက်တဲ့ပေါင်ချာကိုကျွန်တော်ဒီမှာပြန်သွားကြည့်ခြင်းနဲ့ကြည့်လို့ရတယ် receipt မှာဒီမှာပေါ့เนาะ8500ပေါ့เนาะချိန်ပုံချိန်နည်းလေးကတော့ဒါပါပဲ